အချစ်ကြီးတလောက်အမျက်လည်းအရန်ကြီးတယ်စိတ်တိုပြီးဆိုလို့ရှိရင်ရှေ့မကြည့်နောက်မကြည့်အရန်ပြောချင်တဲ့နေနံကတနင်္ဂနွေတွေပါတနင်္ဂနွေသားသမီးတွေပါတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါတနင်္ဂနွေသားသမီးတွေကအချစ်လဲကြီးရဲ့အမျက်လည်းအရန်ကြီးရဲ့ဒေါသထွက်လဲတဲ့ထဲမှာပါတယ်ဒေါသထွက်ပြီးဆိုလို့ရှိရင်ဝုန်းတိုင်းကျဲပြီးတော့အရန်သူတို့ဒေါသဖြစ်လွယ်တယ်ဒါမဲ့အညှို့တိထားတယ်လားဆိုမထားတတ်ဘူးစိတ်ပြေလွယ်တယ်စကားပြောပြီးဆိုရင်သူချေရတဲ့လူပဲဖြစ်ဖြစ်အစိမ့်မဲ့ဖြစ်ဖြစ်ပေါ့ပြီးဟေးဆိုလို့ရှိရင်ရှေ့မကြည့်နောက်မကြည့်ဝုန်းတိုင်းကျဲပြီးပြောတတ်တယ်ဘာဆိုဘာမှမမြင်တော့ဘူးဒါကြောင့်မို့လို့တနင်္ဂနွေသားသမီးတွေခင်မီဆိုလို့ရှိရင်တော်တော်လေးတီးခံနိုင်မှာအဆင်ပြေတယ်စကားတခုအကြမ်းနာကောက်ပြီးအတေးမှန်မထားမှာပဲအဆင်ပြေတယ်ဒေါသကြီးတတ်တာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေကမိတ်ပြတ်တတ်တယ်။ရှေ့တိဆောက်လာတဲ့ relationship တစ်ခုကဒေါသကိုမထိန်နိုင်လို့ပျက်စီးတတ်တယ်။အလုံးမှလည်းထိခိုက်နိုင်တယ်။ဒါကြောင့်မို့လို့တနင်္ဂနွေသားသမီးတွေရှောင်ရမှာကတတ်နိုင်တဲ့လောက်ကိုဒေါသကိုထိန်မှာဒေါသအရန်ထွက်ပြီးဆိုရင်ဝင်လေထွက်လေလေး10မိနစ်2မိနစ်လောက်မှတ်ပြီးမှကိုကိုပြောမယ်ဆိုရင်တော့ပို့ပြီးတော့အမှားနေနိုင်ပါတယ်။ဘေးထွက်ဆိုကြိုးတွေကိုရှောင်နိုင်ပါတယ်။ဆရာမပြောတဲ့အထက်မှာဘယ်နဲ့ချက်လောက်မှလဲဆိုတာကိုမှန်မှန်ရေးပေးခဲ့ပါအောင်။နောက်ဗီဒီယိုမှာဘယ်နေသားသမီးတွေအတွက်သိကျင်တယ်ဆိုတာလေးကိုလည်းရေးပေးခဲ့ပါအောင်